တော့တဲ့ဘဝမှာနာကမြမ်းရှိတော့တဲ့ဘဝမှာဘယ်လိုများရှင်သာမလဲတွေ့ဝေရင်ပူလောင်နေတဲ့လောကကြီးထဲဖြတ်တန်းရင်နဲ့ရင်ဆိုင်နေတဲ့ခေတ်ခေတ်များဒုက္ခိလာမှာ